မင်္ဂလာပါခင်ဗျအခုတစ်ခါကျွန်တော်ပြပြခြင်းတဲ့အကြောင်းအရာလေးကရခိုင်ဗီဒီယိုတွေမှာပြောခဲ့တယ်လို့ပဲကျွန်တော်ကတစ်ချိန်လုံးကဒီမြန်မာနိုင်ငံချက်ချီနေတဲ့ဘေဒိုဘစီမန်ခံငွေဌာနမှာရေးပေါ်တုံ့ပြန်ရေးယူနစ်အနေနဲ့ကျွန်တော်တာဝန်ကာလခိုက်တတစ်ခုတည်းကကျွန်တော်တာဝန်ထမ်းဆောင်ခဲ့ပါတယ်ဆိုတော့အခုလိုမျိုးမြန်မာပြည်မှာသဘာဝဘေးအနေနဲ့ဖြစ်ပွားတဲ့အချိန်အခြေအနေတိုင်းမှာကျွန်တော်ဒီကိုတွေ့ကြုံခဲ့တဲ့အတွေ့အကြုံတွေကိုအရင်ခံပြီးတော့မှဒီကဲဆဲရှောက်ဖွေကဲဆဲလုပ်တဲ့သူတွေပြန်လဲထူထောင်ရေးလုပ်တဲ့သူတွေပြန်လဲတိဆောက်ရေးလုပ်တဲ့သူတွေအတွက်ကျွန်တော်ကကိုတက်နိုင်တဲ့ဘက်ကနေမှအုတ်တစ်ချက်တဲတပွင့်အနေနဲ့ပူပေါင်းပြီးတော့မှကျွန်တော်အတွေ့အကြုံတွေကိုမျှဝေပေးတာဖြစ်ပါတယ်အခုဒီတစ်ခါမှလည်းပဲကျွန်တော်တို့ဒီအကြီးမားဆုံးခန်းစားခဲ့ရတဲ့ဒီငလင်ဘေးဒဏ်ကြီးနဲ့ပတ်သက်ပြီးတော့မှဒီကုညီရှောက်ဖွေကဲဆဲရေးအတွက်ကျွန်တော်အနေနဲ့ဒီအတွေ့အကြုံတွေမှာမူတည်ပြီးတော့မှလိုအပ်တဲ့ပစ္စည်းတွေကိုပြောပြသွားမှာဖြစ်ပါတယ်လိုအပ်တဲ့ပစ္စည်းတွေဆိုတဲ့နာမည်ကျွန်တော်တို့ကဒီအခုကာလအခုဒီဗီဒီယိုပြုလုပ်နေတဲ့အချိန်ကတော့ဒီငလင်ဖြစ်ပြီးတော့82နာရီကြော်အတွင်းမှာကျွန်တော်ပြုလုပ်နေတာဖြစ်ပါတယ်အဲ့တော့ဒီငလင်ဘေးတင်ပြည်သူတွေလိုအပ်ချက်တွေဆိုတာတဲ့အခုအချိန်မှာတော့ရှောက်ဖွေးကဲဆယ်ရေးအရေးပေါ်ကာလဖြစ်တဲ့အတွက်ကြောင့်ရှောက်ဖွေးကဲဆယ်ရေးလုပ်နေတဲ့အဖွဲ့အစည်းတွေအတွက်အရေးပေါ်လိုအပ်တဲ့ပစ္စည်းတွေကိုကျွန်တော်အနေနဲ့စူးစီးပြီးတင်ပြထားတာဖြစ်ပါတယ်အနေငယ်လိုအပ်ချက်လည်းရှိကောင်းရှိနိုင်ပါလိမ့်မယ်ရှောက်ပွေကစဲဆိုတဲ့နာမည်လည်းပဲအခုချိန်မှာကျွန်တော်တို့နိုင်ငံကိုဒီအနီးနားချင်းနိုင်ငံတွေဟိုအဝေးတဲ့နိုင်ငံတွေရောဒီရုရှားတို့အမေရိကန်ဂျပန်စတဲ့ဝေးတဲ့နိုင်ငံတွေကနေမှအစကျွန်တော်အနီးနားချင်းလာအိုထိုင်းမလေးရှားအင်ဒိုနီးရှားဘင်္ဂလားဒေ့ရှ်အိန္ဒိယစင်ကာပူစတဲ့ဒါကြံသွားရင်လည်းခွင့်လွှတ်ပါနော်ဆိုတော့ဒီနိုင်ငံတွေကနေမှရှောက်ပွေကစဲရေးတွေလာလုပ်နေကြတာရှိပါတယ်အဲ့တော့ဒီသူတို့ရှောက်ပွေကစဲရေးတွေကဒီလေ့ကျင့်သားပြေးသွားတဲ့ပုံကိုယ်တွေတော့ဒီ logistic support ကောင်းကောင်းရတဲ့အဖွဲ့တွေပဲဖြစ်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့တခြားနိုင်ငံကိုလာရောက်ကူညီတာဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့ဒီ logistic support ကတော်တော်ကောင်းကောင်းမွန်မွန်ကိုပြည့်ပြည့်စုံစုံပါလာလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်။သို့တော့ကျွန်တော်တို့ဒီပြည်တွင်းမှာပူးပေါင်းပြီးတော့ဆောင်ရွက်ပေးနေတဲ့ဒီရှောက်ဖွေကစဲရေးလုပ်နေတဲ့ဒီပရာဟိတအဖွဲ့တွေနောက်အသင်းအဖွဲ့တွေအနေနဲ့လိုအပ်ချက်တွေရှိကောင်းရှိနေမှာအဲ့တော့ဒီအဲ့ညီကိုတွေအတွက်ကိုကျွန်တော်တို့ဒီပြည်တွင်းကအလှူရှင်တွေအနေနဲ့လက်ရှိဒီအရေးပေါ်ကာလမှာရှောက်ဖွေကစဲကာလမှာလှူဒန်းမယ်ဆိုလို့ရှိရင်ဒီလှူဒန်းလို့ရတဲ့ပစ္စည်းမျိုးတွေကိုကျွန်တော်အနေနဲ့တူနဲ့လို့ရင်ပြောပြတော့မှာဖြစ်ပါတယ်ဒါတွေကအခြေခံအဖြစ်အမှန်တကယ်လိုအပ်တဲ့ပစ္စည်းတွေလည်းဖြစ်ပါတယ်အမှန်တကယ်အသုံးဝင်တဲ့ပစ္စည်းလည်းဖြစ်ပါတယ်ဒါကတော့ဒီငလင်အတွက်ပြုလုပ်ထားတာဖြစ်ပါတယ်နံပါတ်1ကတော့အုတ်ထုတ်ရောင်ပြန်နေပါတဲ့ helmet တွေပါမယ်helmet ရောင်ပြန်နေပါတဲ့ helmet အုတ်ထုတ်တွေလိုပါလိမ့်မယ်နောက်ခေါင်းစွပ်ဓမီတွေလိုပါလိမ့်မယ်နောက်လုပ်ငန်းသုံးလက်အတူရှိမယ်အရှိရှိမယ်နောက်လက်ရှိဖနက်လေတူဖနက်ဘူးဖနက်ပေါ့နော်ဒီပြည်တာခံနိုင်အောင်လို့လုပ်ထားတဲ့ဖနက်မျိုးတွေပေါ့နော်အဓိကတော့မာတဲ့ဖနက်မှာခွာလဲမာမယ်ပုလဲမာမယ်ပေါ့နော်အဲ့လိုလေတူလက်ရှိဖနက်တွေလိုပါလိမ့်မယ်နောက်ဒီမျက်မှန်အကာအကွယ်မျက်မှန်ပေါ့ကျွန်တော်ဒီတန်ဒီဖြတ်တယ်တောက်တယ်အုပ်တွေကိုထုတယ်ရိုက်တယ်ဆိုတဲ့အခါမှာမျက်စိကိုမစင်အောင်ကောက်ွယ်ပေးတဲ့ safety glass ခေါ်တာပေါ့နော်အဲ့ဒီ glass တွေလိုပါလိမ့်မယ်အဲ့ဒီ glass မှာလည်းပဲနှစ်မျိုးရှိရပါတယ်တစ်ခုကတော့ဒီလိုဂိုင်းတက်မြင်မှပြီးတစ်ခုကတော့အစွတ်ဖြစ်ပါတယ်အဲ့တော့အစွတ်တွေကတော့ပို့ပြီးတော့မှသူတို့ကောင်းနိုင်မယ်လို့ထင်ပါတယ်နောက်ဒီ apron အစုံပေါ့အပေါ်အောက် apron အပြာရောင်တောက်rescue color ပေါ့ဗျာနော်အဲ့လို apron အစုံတွေလိုပါလိမ့်မယ်နောက်ဒီကယ်ဆယ်ရေးလုပ်ငန်းလုပ်နေတဲ့ဒီကျွန်တော်ညီကိုတွေကဒီတစုံညစ်ပတ်သွားနောက်တစုံလဲပြီးတော့ဝတ်ဖို့လဲလိုပါလိမ့်မယ်သူတို့ရဲ့ကယ်ဆယ်ရေးကာလဘာပဲဖြစ်ဖြစ်ရက်ရှည်လာတာနဲ့အမျှလိုအပ်ချက်တွေများပြားလာမှာဖြစ်ပါတယ်နောက်ဓာတ်မီလက်ကင်ဓာတ်မီတွေလိုမယ်ခေါင်းစွပ်ဓာတ်မီကတော့ပြောပြီးနော်နောက်လက်ကင်ဓာတ်မီတွေလိုမယ်မီးအိမ်ပေါက်စားလေးတွေလိုမယ်နောက်မီးစက်နဲ့ဆက်ဆက်ပစ္စည်းတွေပေါ့မီးစက်ဆိုတဲ့နေရာမှာလည်းပဲကျွန်တော်တို့ဆက်ဆက်ပစ္စည်းတွေအများကြီးရှိပါတယ်ကျွန်တော်ရွတ်ပြသွားမယ်ပေါ့နော် extension bolt တွေ socket တွေ two pin တွေဝါယာကြိုးဆိုတဲ့နေရာမှာ3029တို့3036တို့အဲ့လိုအခြေခံအကျိုးတွေလိုပါလိမ့်မယ်နောက် four way socket three way socket နောက်ပြီးလို့ရှိရင်ဒီကြောက်လှဲ့တို့ပလျာတို့ကတ်တာအသေးလေးတွေလိုပါလိမ့်မယ်နောက်ပြီးတော့မှဒီ slide တွေဒီတို့ဒီညပိုင်းနေမှာဆောင်ရွက်လို့ရအောင်သုံးမမှောင်းနေတဲ့အခန်းတွေကိုတွားတဲ့ခါမှာဆောင်ရွက်လို့ရအောင် slide တွေ50 watt slide 100 watt 200 watt 300 watt slide တွေလိုပါလိမ့်မယ်အဲ့ဒီအတွက်ကြိုးတွေလည်းလိုပါလိမ့်မယ်နောက် wire tape တွေလည်းလိုပါလိမ့်မယ်ဒါမီးစက်နဲ့ဆက်ဆက်ပစ္စည်းတွေပြောပြတာဖြစ်ပါတယ်ဒီ extension ဆိုတဲ့နေရာမှာလည်းပဲ
ဒီ 303 set လောက်ရှိတဲ့ wire ကြိုးတွေဆိုတာဟိုဘက်မှာကျွန်တော်တို့ဒီ glider တွေဖောက်တဲ့နေရာမှာကောင်းကောင်းမွန်အသုံးပြုလို့ရပါတယ်ဒါတွေအခြေခံပစ္စည်းတွေဆိုပေမဲ့အမှန်တကယ်ကျွန်တော်တို့ဒီဖောက်ပြီးခွဲပြီးဆိုလို့ရှိရင်ဒါတွေအမှန်တကယ်လိုအပ်လာမဲ့ပစ္စည်းတွေဖြစ်ပါတယ်အဲ့ဒါတွေအားနည်းချက်ရှိတဲ့အခါမှာလုပ်ငန်းမတွင်ကျတာတွေလည်းဖြစ်တတ်ပါတယ်ဒါကြောင့်ဒါတွေကအခြေခံလိုအပ်တဲ့ပစ္စည်းတွေဆိုတော့လည်းပဲမရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေဖြစ်ပါတယ်နောက်ပန်ကာဘောက်ဖန်လေးတွေ6လမပတ်လဲ8လမပတ်လဲ10လမပတ်လဲလေးတွေလိုပါလိမ့်မယ်အဲ့ဒီဟာလေးဒါဘာလို့လိုတယ်လို့ပြောလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနည်းနည်းဒီ rescue way ကဝေးသွားပြီဆိုလို့ရှိရင်ဒီကျွန်တော်တို့ဒီလေလိုပါတယ်နောက်တစ်ခုကကျတော့ဒီချက်ချင်းကယ်လို့မရသေးတဲ့ဒီဘေးသင့်ပြည်သူတွေဒီလိုပြောမှာဗျာချက်ချင်းကယ်လို့မရတဲ့လူတွေနားမှာဆိုလို့ရှိရင်သူတို့အိုက်နေတာရှိမယ်ပူးနေတာရှိမယ်အဲဆိုလို့ရှိရင်ကျွန်တော်တို့ကပန်ငါလေးနဲ့လေပေးထားလို့ရှိရင်တတောင့်တတာဖြစ်စေပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ rescue လုပ်နေတဲ့အချိန်မှာလုပ်နေတဲ့သူရောဒီအကယ်ခံမဲ့သူရောတတောင့်တတာဖြစ်စေဖို့တဲ့ဒီဘောက်ဖန်လေးတွေကလည်းပဲအရေးပါတဲ့ခဏပါဝင်ပါလိမ့်မယ်နောက်အရေးကြီးတာကတော့ဖြတ်ဆက်တန်ဖြတ်ဆက်တွေဖြောက်ဝိုင်းနေလေးလက်မဖြောက်ဝိုင်းနေပေါ့နော်တန်ဖြတ်ဆက်တွေလိုမဲ့ဖြောက်ဝိုင်းနေလိုပဲနောက်ဒီအုပ်ဖောက်ဆူးသွားတွေလိုမဲ့အုပ်ဖောက်ဆက်တွေလိုမဲ့အုပ်ဖောက်ဆူးသွားဆိုရင်ဟိုးလိုက်ဖောက်လို့ရတဲ့ဟာတွေ6လမ8လမဒီအချောင်းတွေလိုမဲ့နော်ဟိုးလိုက်ဖောက်လို့ရတဲ့ခေါင်းတွေလိုမဲ့နောက်တန်တရွင်းဒါကတော့ကျွန်တော် handmade ပေါ့လက်နဲ့တူလို့ရတဲ့တန်တရွင်းအရှိ6ပေရှိ9ပေရှိတန်တရွင်းကြီးတွေလိုပါလိမ့်မယ်နောက်ဒီဂလိုက်တာအုတ်ခွဲဆက်ပေါ့အုတ်တွေကိုခွဲတဲ့ဆက်ပေါ့အုတ်ဖောက်ဆက်မဟုတ်ဘဲနဲ့အုတ်တွေကိုခွဲတဲ့ဆက်ပေါ့ကျွန်တော်တို့ကတော့အရက်ခေါ်ဂလိုက်တာပဲခေါ်လိုက်တာပေါ့နော်အဲ့ဂလိုက်တာဆက်ကြီးလေလိုပါလိမ့်မယ်ဒါအမှန်တကယ်ကိုလိုအပ်တဲ့ပစ္စည်းတွေဖြစ်ပါတယ်နောက်ကားကြိုက်တွေလိုပါလိမ့်မယ်ကားကြိုက်ဆိုတဲ့နေရာမှာလည်းတန်အများကြီးကိုထောက်လို့ရတဲ့ကြိုက်တွေပေါ့နောက်ဒီကားကြိုက်နဲ့တွဲသုံးရမယ့်ပစ္စည်းတွေကတော့ကျွန်တော်တို့ဒီ6လမပတ်လဲရှိတဲ့တပေတတုံး6လမပတ်လဲလောက်ရှိတဲ့6လမပတ်လဲလောက်ရှိတဲ့တပေတုံးတွေ2ပေတုံးတွေလိုပါလိမ့်မယ်ဒါတွေကလည်းပဲစင်ငယ်ထပ်ပြီးတော့မှအသုံးပြုရတဲ့နေရာမှာဆိုလို့ရှိရင်မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေဖြစ်ပါတယ်နောက်ရေပိုက်အပြော့ကျွန်တော်ဒီ9မှုပိုက်လောက်ရှိတယ်9မှုပိုက်3မှပိုက်လောက်ပေါ့ရေပိုက်အပြော့ဒီကျွန်တော်တို့ဟိုပိတ်မိတဲ့လူနားလေးကိုပထမဆုံးရေရောက်ရှိဖို့အတွက်လေတို့ရေတို့ရောက်ရှိဖို့အဲ့ဒီပိုက်အပြော့လေးတွေလည်းပဲမဖြစ်မနေလိုအပ်တဲ့ပစ္စည်းတွေမှာပါဝင်ပါတယ်နောက်အောက်ဆီဂျင်အောက်ဆီဂျင်အဆုံးလိုက်ပါအောက်ဆီဂျင်ကျွန်တော်ဒါကတော့ကိုဗစ်ကာလတော့အတွေ့အကြုံအများကြီးရှိခဲ့ပြီးအောက်ဆီဂျင်နဲ့အောက်ဆီဂျင်ဆက်အဆုံးလိုက်တွေလိုမှာပါနောက် first aid kit တွေလိုမယ် first aid kit အဆုံးလိုက်တွေလိုမယ်ပေါ့နော်နောက်ဒီရောင်ပြန်တိတ်တွေလိုမယ်ကျွန်တော်တို့ဒီအင်ကြီးတွေဆိုလို့ရှိရင်ရေးပေါ်ဝဲရတဲ့ခါမှာရောင်ပြန်တိတ်မှာပါတာရှိမယ်အုတ်ထုတ်တွေရောင်ပြန်တိတ်မှာပါတာရှိမယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ရောင်ပြန်တိတ်နဲ့ကျွန်တော်လိုအပ်တယ်လို့ကတ်မယ်ခြေထောက်ခြေချင်းဝတ်တွေမှာရောင်ပြန်တိတ်ကတ်မယ်လက်တွေမှာရောင်ပြန်တိတ်ကတ်မယ်ကျွန်တော်တို့ကယ်ဆယ်ညီကိုတွေအနေနဲ့တယောက်နဲ့တယောက်မြင်နိုင်အောင်ဟိုအမောင်ထဲမှာမြင်နိုင်အောင်တစ်စုံတစ်ခုထပ်ဖြစ်ခဲ့လို့ရှိရင်လည်းပဲဒါတွေကကျွန်တော်တို့အထောက်အကူဖြစ်စေပါတယ်နောက်တစ်ခုကတော့ dead body bag တွေလည်းလိုပါလိမ့်မယ် dead body bag တွေအထူးသဖြင့်အခုကျွန်တော်ပြောပြသွားတဲ့အကြောင်းအရာတွေကတော့ဒီတူတူနဲ့လူရင်းပြောသွားတယ်ဆိုပြီးဆိုရတော့လည်းပဲဒါတွေကလက်ရှိကယ်ဆယ်ရေးရှောက်ဖွေကယ်ဆယ်ရေးကာလမှာအရေးပေါ်လိုအပ်တဲ့ပစ္စည်းတွေပဲဖြစ်ပါအခြေခံရေးပေါ်လိုအပ်တဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်အဲ့တော့ပြည်တွင်းမှာရှိသောဒီအလှရှင်များတထေးများဒီအလှရှင်များလုပ်ငန်းရှင်များကကျွန်တော်တို့ဒီကယ်ဆယ်ရေးအဖွဲ့တွေအတွက်လိုအပ်တဲ့ပစ္စည်းတွေလှူမယ်ဆိုလို့ရှိရင်ဒါတွေကအခြေခံလိုအပ်တဲ့ပစ္စည်းတွေဖြစ်ပါတယ်သူတို့ရဲ့စားဝတ်နေရေးဒီရေအစားအစာလည်းပဲဒါအခြေခံလိုအပ်တဲ့အချက်တွေမှာပါပဲဒါကတော့သိရှိထားပြီးဖြစ်တဲ့အတွက်ကြောင့်အခြေတင်ဝင်ထည့်ပြီးတော့မပြောတော့ပါဘူးလက်တလောကတော့ကျွန်တော်ပြုစုထားတာကတော့ဒီလောက်ပဲဖြစ်ပါတယ်ဒီလောက်ပဲဖြစ်ပါသားပြဒါရင်းနဲ့ဆက်တဲ့ဟာတွေတွေးကြည့်မှဆိုအများကြီးရှိတာပေါ့နော်အဲ့တော့ဒီကယ်ဆယ်ရေးပစ္စည်းတွေကိုဒီဟိုဘေးဒုက္ခရောက်တဲ့သူတွေအတွက်ခဏထားပြီးတော့မှဒီရှောက်ဖွေးကယ်ဆယ်ရေးကာလာကိုကျွန်တော်ကတော့ဒီအတုံခွန်ဆိုင်လှူပေးစေချင်ပါတယ်ထောက်ပံ့ပေးစေချင်ပါတယ်သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုလေဒါမှသာလည်းသူတို့ရှောက်ဖွေးကယ်ဆယ်ရေးဒီထက်ပိုပြီးတော့မှမြန်ဆန်လုပ်နိုင်မှာဖြစ်ပါတယ်လှူတဲ့ညမှာလည်းပဲအခုဆိုရင်ဒီ online ပေါ်မှာလည်းတွေ့ရပါတယ် Facebook တို့ YouTube တို့မှာလည်းတွေ့ရတယ်တကယ်လောက်ကင်နေတဲ့အဖွဲ့အစည်းတွေအများကြီးရှိပါတယ်နာမည်နဲ့ပြောရင်အများကြီးပါနေပြီးတော့မှရှိရပြင်မနာတွေ့ရတယ်နောက်ဟိုမန္တလေးစကိုင်းအများကြီးပါကျွန်တော်ဒီဘက်ကြောလုံးမှာတွေ့ရပါတယ်ဆိုတော့အဲ့လိုမျိုးဖွဲ့စည်းတော့အမှန်တကယ်လိုအပ်တဲ့အိုင်နဲ့ချိတ်ဆက်ပြီးတော့မှ
လှူပေးစေချင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ဒီမေတ္တာရပ်ခံချက်ပဲဖြစ်ပါတယ်နောက်အထူး request လုပ်ချင်တာကတော့ကျွန်တော်တို့ဒီအလှူရှင်တွေအနေနဲ့လည်းပဲအလှူရှင်ဆိုတော့ဒါကတော့ဆိုတော့ဒီကယ်ဆယ်ရေးပစ္စည်းတွေလှူဒန်းတဲ့အလှူရှင်တွေမဟုတ်တော့ဘဲနဲ့အခြားအစားအစာလှူတဲ့လူတွေရေလှူတဲ့သူတွေပေါ့နော်သူတို့လည်းပဲအထူးကျွန်တော်အနေနဲ့မေတ္တာရပ်ခံချင်တာတခုရှိပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီကအရေးကြီးပါတယ်ကျွန်တော်တို့ငလင်ဆိုတာကထားတော့ဗျာငလင်ဆိုတာကမှပြောတော့ဘူးအခုဒီငလင်ဘေးကြီးမှာဘေးသင့်ပြည်သူတွေအကုန်လုံးအားလုံးဒီတသွေးတသားတဲ့တပုံစံနဲ့ဖြစ်သွားတယ်ဘသူမှဆင်းရဲတာချမ်းသာတယ်ဘာမှမရှိတော့ဘူးသိတယ်မလားအကုန်လုံးဟိုငါးတက်တိုက်ဖို့အားလူလဲအကုန်ပြောင်းမယ်ဟိုအောက်ဆုံးတက်မှနေတဲ့ကောင်လည်းအကုန်ပြောင်းမယ်ဘာမှမရှိတော့အဲ့တော့အခုဖြစ်တဲ့ဖြစ်စဉ်ပေါ်မှာ motivate တော့မှကျွန်တော်တို့လှူဒန်းတဲ့သူတွေ celebrity တွေလှူဒန်းတဲ့သူတွေစားရစာရေးတွေလှူဒန်းတဲ့သူတွေကဓာတ်ပုံဗီဒီယိုတွေရိုက်တဲ့အခါမှာတော်တော်လေးကိုယူဒီဇိုင်းနဲ့အမှတ်တမ်းယူစေချင်ပါတယ်အမှန်ကတော့မရိုက်တာအကောင်းဆုံးပါကိုလှူတာကိုအများတာတို့ခေါ်စေချင်တယ်တည်စေချင်တယ်ဆိုရင်လည်းပဲဒီကိုမျက်နှာကိုပဲရိုက်ပါကိုရဲ့မျက်နှာလှူတဲ့လူရဲ့မျက်နှာကိုပဲရိုက်ပါဒီဘေးသင့်ပြည်သူတွေရဲ့ရုပ်တွေမပါလာအောင်ဗလားတာတက်စားလို့ရှိရင်ဟိုနောက်ကျောကရိုက်တာမျိုးတို့ဒီအလှရှင်ရဲ့မျက်နှာကိုပဲရိုက်တာမျိုးတို့ပဲဖြစ်စေချင်ပါတယ်ဒါဟာartist တစ်ခုအနေနဲ့လိုက်နာစေချင်ပါတယ်အမှန်တော့ဒီ celebrity ဖြစ်ချင်တာပဲဖြစ်ပါပဲဖြစ်ပေါ့ဗျာဟိုလုပ်ဖို့မတင်ဘူးလို့ကျွန်တော်အနေနဲ့ယူဆပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကယ်ဆယ်ရေးပေါင်းမြောင်များစွာလုပ်ခဲ့တယ်ဒီ relief item နဲ့ distribution လုပ်ခဲ့တဲ့ဟာတွေအများကြီးပဲအများကြီးပဲလုပ်ခဲ့ဘူးတဲ့အဲ့လိုမျိုး photos တွေကိုကျွန်တော်တို့ဘယ်တော့မှရိုက်ခွင့်မရှိပါဘူးနောက်ကြောကနေပဲရိုက်ရတယ်ပြီးတဲ့သူရဲ့မျက်နှာကိုပဲရိုက်ပါတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့ dignity ပေါ့နော်သူတို့ရဲ့ဂုဏ်သိက္ခာတွေကျွန်တော်တို့ထည့်သွင်းစဉ်းစားရပါလိမ့်မယ်ဒါကြောင့်မလို့ဒီအစားအစာတို့ရေတို့လှူဒန်းတဲ့သူတွေအဝတ်အထည်တို့စသဖြင့်ပေါ့နော်ဒါကတော့ဘေးသင့်ပြည်သူတွေလှူဒန်းသူတွေကိုကျွန်တော်အနေနဲ့အထူးမေတ္တာရပ်ခံတာဖြစ်ပါတယ်အဲ့တော့ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးဒီမှာဒီကုန်းချုပ်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပေးရန်ကိန်းဝါကြပါစေအသက်ရှင်လျက်မြောက်များစွာပြန်လည်လွတ်မြောက်နိုင်ကြပါစေလို့ဆုတောင်းပါတယ်ခင်ဗျာ